ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်စင်းဦးပဲဖြစ်ပါတယ်ဒီရောမြို့တော်ကံကောင်းမြို့နော်ကျော်ရရက်ကွက်မှာကျွန်တော်ဂျင်တစ်သေးလေးဖွင့်ထားပါတယ်ဟုံးဂျင်လေးပေါ့လေဟုတ်ကဲ့ဒီကျွန်တော်ရဲ့အကြောင်းကိုအရင်ဆုံးမိတ်ဆက်ပေးရမယ်ဆိုရင်ဘာညာပေါ့ဒီဂျင်လောကကိုဂျင်ထရိနာလောကကိုကျွန်တော်ဒီဝင်ရောက်လာတော့အချိန်အနည်းငယ်ပေါ့နော်အချိန်အနည်းငယ်အတော်တင်လေးတော့ကျွန်တော်ရှိပါပြီဒါပေမဲ့အရန်တက်လို့ဒီဂျင်ထရိနာလုံနေရမျိုးတော့မဟုတ်ပါလေအရန်တက်ဒီကျွန်တော်တို့ဒီ fitness နယ်ပယ်မှာကကျွန်တော်တို့ကပညာဆိုတာကပြည်စုံတယ်ဆိုတာမရှိဘူးပေါ့လေတင်ယူရင်းလှုပ်ရင်းတင်ယူရင်းလစ်လာရင်းလှုပ်ရင်းနေပဲအတွေ့အကြုံကစကားပြောပြီးမှဒီအတွေ့အကြုံပုံများတဲ့လူနဲ့အတွေ့အကြုံနည်းတဲ့လူဒါပဲကွာတော့ဗောနော်ပညာတော့ဒီစုံခန်းတိန်နေဆိုတာမရှိဘူးပေါ့လေအဲဆိုတော့အမားတွေကိုပြန်ပြင်းတော့နော်တချို့အရာတွေမှာကျွန်တော်အရင်လွန်ခဲ့တဲ့3နှစ်ကတိခဲ့တဲ့တက်ထားခဲ့တဲ့အမှန်လို့ကိုအမှန်တရားလို့ထင်ထားခဲ့တဲ့အရာတွေကဒီအချိန်သိမ့်တာတခုလေးလှုပ်ရင်းနေပါဟာတော်တော်မှားခဲ့ပါလားဆိုတော့မျိုးလေးတွေအထိအဲ့လိုပြန်ပြုတ်ပြင်းရင်းတင်ရင်းနေပဲအဲ့လိုလေးလေ့လာနေပြီးပြန် train နေရတဲ့ trainer အစိမ့်ပေါ့လေဒါကမှကျွန်တော်ရဲ့ထမင်းရှင်တွေကလေးစားသမှုယူတည်သမှုနဲ့ဆရာချင်း trainer ဆိုပြီးတတ်မှတ်ပေးလို့ဒါကျွန်တော်ဒီနေရာလေးကိုရောက်လာတာဖြစ်ပါတယ်ဒီဒါပြင်ဒီအရင်ကတော့ရန်ကုန်တို့တခြားစီမှာကျွန်တော်ဒီကံကောင်းမြို့မှာလည်းတခြားဂျင်တွေမှာကျွန်တော်လုပ်ခဲ့ဘူးပါတယ်ဒီအခုကိုယ်ပိုင်အနေနဲ့ဂျင်တစ်လေးကိုဂျင်တစ်လေးဖွင့်ထားတာတော့ကျွန်တော်3နှစ်ရှိပါလေ3နှစ်တီကျွန်တော်ကိုဒီခေတ်မကောင်းတဲ့ကြားကိုဗစ်ကာလတွေဒီခေတ်မကောင်းတဲ့အခြေအနေကြားထဲမှာကျွန်တော်ကိုအခုလိုအားပေးပြီးဝမ်းရံပြီးထမင်းကျွေးထားကြတယ်ကျွန်တော်ကံကောင်းမြို့ကထမင်းရှင်တွေအားလုံးကိုတယောက်ချင်းစီကိုချစ်ပါတယ်နော်အားလုံးဟုတ်ကဲ့ဒီခေတ်ကြီးမှာလည်းဒီ3နှစ်ဆိုတဲ့အချိန်ကာလကိုတောင့်ခံထားနိုင်ပေါ့နော်ဒီခေတ်ပြည့်ကြီးမှာပေါ့လေ3နှစ်ကာလဆိုတဲ့အချိန်ကိုဒီအလုပ်ကိုမရင်လဲအောင်ရှိပြီးသားလူလေးကိုမရင်လဲအောင်ထောက်ခံရက်တည်နိုင်ဖို့ဆိုတာကမလွယ်ဘူးပေါ့လေတချို့လေးဒီကံကောင်းမှာပေါ့နော်ဒီစိန်လေးတွေဖွင့်ကြတယ်ကိုယ်ကအယောင်စိန်လေးပဲဖြစ်ဖြစ်စားတော့စိန်လေးပဲဖြစ်ဖွင့်ကြတယ်ဒါပေမဲ့ဒီမယောင်းရလို့ဘောနော်အလုံးမလို့ရလို့ကျွန်တော်တို့နားသွားတဲ့စိတ်နေအများကြီးရှိတယ်ဗောလေအဲ့ထက်မှာကျွန်တော်ဒီလဲကျွန်တော်ရဲ့ဂျင်လေးကိုဒီကျွန်တော်ဆိုအားကစားလုပ်ဗျာဒီလုပ်ဆိုတော့ကဒီရှင်းပြောရင်ထင်တော့မလွယ်ဘူးဗောလေအဲဆိုတော့အခုချိန်นี้ကျွန်တော်ကိုကူညီပြီးထောက်ပံ့ပေးကြတယ်ကျွန်တော်တယောက်ချင်းစီလေးလည်းအားလုံးကျေးဇူးတင်ပါတယ်အခုလိုရက်တည်နိုင်ဖို့ဆိုတာလဲတုံအည်ချင်းမျိုးနေမရဘူးဗောလေပြောချင်တာကဒီဂျင်ထရိနာမှာလဲဂျင်ထရိနာမှာရှိတဲ့အည်ချင်းလေးတွေဆွဲဆောင်မှုလေးတွေကစားသမားတွေကိုဆွဲဆောင်မှုလေးရှိမှသာလေကျွန်တော်တို့ကရက်တည်လို့ရတာဗောနော်အခုဆိုရင်ကျွန်တော်က online PD အပြင် PD လေးလည်းပြပေးပါတယ် PD ဆိုတာကတော့အနီးကပ်ဗောနော် 1/1 ဆို train ပေးတာကိုပြောပါတယ်ဒီအခုဆိုရင်ကျွန်တော်မလေးရှားတို့စင်ကာပူတို့အထိကျွန်တော် online လေးတွေ online training လေးတွေပြပေးနေပါတယ်ဒီကျွန်တော်နဲ့ join ချင်ရင်လည်းကျွန်တော်ကိုဒီ messenger chat box မှာလာပြီးရင်ဒီပြောနိုင်ပါတယ်နောက်တစ်ခုရှိရင်တော့မကသားပဲနဲ့လာပြီးရင်အာချောင်နေတဲ့လူတွေရှိရသေးလားအဲ့လိုလေးမလုပ်ကြပါနဲ့လို့နော်အဲ့လိုလေးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ဒီနောက်တစ်ခုဂျင်နဲ့ပတ်သက်ပြီးရင်ကျွန်တော်ပြောချင်တာလေးတစ်ခုပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့ဒီ respect ဆိုတဲ့စကားလုံးပေါ့လေ respect ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ခံယူထားတဲ့ respect ပေါ့နော်respect ဆိုတာကကျွန်တော်တို့တဦးနဲ့တဦးမောင်နှမဆက်ဆံရေးပဲဖြစ်ဖြစ်ဆရာတပည့်ဆက်ဆံရေးပဲဖြစ်ဖြစ်ကျွန်တော်ရှိထိတ်တဲ့အရာပေါ့လေလေးစားမှုကျွန်တော်ကိန်းကျွမ်းမိကျွန်တော်တို့ကအလုပ်လုပ်ကြရတာပေါ့နော်အဲ့ဒါမှတယောက်နဲ့တယောက်လေးစားရတယ်ကျွန်တော်ဆိုလာသမျှ customer အားလုံးကိုဝိတ်ကြချင်တဲ့ဆို weight loss ဆို weight loss သမားဝက်ဂိမ်းဆို ဝက်ဂိမ်းသမားကျန်းမာရေးဆိုကျန်းမာရေးသမားကိုကျွန်တော်တို့ကလေးစားမှုလေးနဲ့ကျွန်တော်တို့ကအလုပ်လုပ်ပေးတာပေါ့လေဘာလို့ကိုယ်ထမင်းကျွေးတဲ့လူတော့ကျွန်တော်တို့လေးစားဆက်ဆံတာတော့ဒါကျွန်တော်ရဲ့တာဝန်ဖြစ်တာပေါ့နော်အဲ့လိုလေးရှိတယ်ဒီကစားသမားတွေဘက်ကလည်း respect ထားတယ်ပေါ့နော်တချို့လူတွေဆိုရင်မထင်မှတ်ထားတဲ့လူတွေပေါ့နော်တချို့လူကုန်တာတိတ်ဝင်နေကိုတော့မထင်မှတ်ထားတဲ့လူတွေကကျွန်တော်မထင်မှတ်ထားတဲ့လောက်ကြီးကို respect ကိုအရန်ပေးနေရတယ်လေကျွန်တော်တွေ့ရပါတယ်အရန်လည်းဝမ်းသာပါတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါကိုယ့်ရဲ့အသေးစိတ်ကစားဂရုစိုက်ပြီးရင်ကိုယ့် respect အရန်ပေးအကြံဉာဏ်ကောင်းနေပေးတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်တော့မထင်မှတ်ထားဘူးပေါ့နော်ဒီလူရှိရဒီလူ respect မျိုးရလိုက်မယ်လို့အဲ့လိုလူလည်းကျွန်တော်ကြုံတွေ့ရပါတယ်တချို့တွေကလည်း respect ဆိုတာနည်းနည်းအားနည်းတဲ့အခိတ်တန်းလေးလည်းကျွန်တော်တွေ့ရတာပေါ့နော်လူအမျိုးမျိုးပေါ့လေတနေ့ကိုလူပေါင်း20 30လောက်ကျွန်တော်နေ့စဉ်နဲ့အများထိတွေ့နေရတာပေါ့နော်အဲ့မှာဆိုတော့ဒီကိုအကြောင်းလေးတွေပေါ့နော်ကိုရဲ့ကောင်းအကြောင်းလေးလည်းပြန်ကြားရတယ်ကျွန်တော်တို့မှာဒီမျက်လုံးပေါင်း20 30ရှိတယ်ပေါ့နော်ခြေလမ်းပေါင်းလည်းအဝေးကျွန်တော်မရောက်နိုင်တဲ့နေရာမရှိဘူးပေါ့လေပြောချင်တာကနားတွေမျက်စိတွေကျွန်တော်မှာအများကြီးရှိတယ်ပေါ့လေတနေ့ကိုလူအများကြီးနဲ့ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက်
အဲဆိုတော့ကိုအကြောင်းလေးတွေပြောရင်လည်းကျွန်တော်ရှိကအမြန်ပြန်ရောက်လွယ်တော့ဗောနော်ကိုအကြောင်းနဲ့ပတ်သက်ပြီးလည်းမကောင်းတာလို့လည်းအမြန်ပြန့်နေကျွန်တော်အကြောင်းကလည်းအဲ့လိုရှိပါတယ်ဗျအဲဆိုတော့ကျွန်တော်ကိုချစ်ခင်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နဲ့အလုပ်လုပ်ရင်ကျွန်တော်လည်းအကောင်းဆုံးလုပ်ပါတယ်ကျွန်တော်စကားကျွန်တော်ရဲ့ဒီနိစနစ်လေးတွေကို100%နားထောင်ရင်ကျွန်တော်ရဲ့ထမင်းရှင်ဒီဘက်ကလည်း100%ထိအောင်မှဖြစ်တာဗောနော်50%ပဲကျွန်တော်100%ပြည့်လဲကိုက50%ပဲယူရင်50%ပဲထိအောင်ပဲဗောနော်ပြောချင်တာကဒီနီးစနစ်ကြကြလိမ့်နာပြီးရင်ကစားရင်တော့ဘယ်အရာမဆိုဖြစ်နေတာဗောနော်မဖြစ်နိုင်ဘူးဆိုတော့မရှိဘူးဗောလေနော်အဲ့လိုမျိုးရှိပါတယ်ကျွန်တော်ထားပြီးနောက်တစ်ခုဗောနော်ကျွန်တော်အလုပ်ဆိုတော့ကဒီမှာလည်းကိုကစေတနာနဲ့ respect ထားပြီးအရန်ထွန်းလိုက်တယ်အရန် view စိတ်လိုက်တယ်အဲ့ဒါဆိုရင်ကိုယ်ကိုနှိပ်စက်နေတာအရန်နှိပ်စက်နေတာငါအယူပဲငေါ့နေတာငါအယူပဲထွေးနေတာအဲ့လိုမျိုးထင်တဲ့လူတွေရှိရနော်အဲ့လိုလေးတွေ့ရတယ်ကျွန်တော်အလုပ်ဆိုတာကဟင်းရွက်ကစားရိတ်လို့မဟုတ်ဗျာဟင်းရွက်ကစားရိတ်ကဥမာဒစည်းဝယ်တယ်ကျွန်တော်ခြေလမ်းလို့ရောက်ဒစည်းအပိုပေးလိုက်တယ်အဲ့ဒါဆိုအရန်မြင်တာဒစည်းတောင်အပိုရတာဟုတ်အိမ်မှာချက်စားရင်ဒစည်းတောင်ပိုတာဆိုတော့အမေသား90သားဝယ်တယ်60သားပေးလိုက်ရင်လည်းမြင်တာတယ်ဗောနော်ကျွန်တော်ဂျင်ထွင်တာအလုပ်ကြအဲ့လိုမဟုတ်ဘူးကိုကချစ်လို့ပို့ယူစိတ်လို့ပို့ကြချင်းလို့ဝိတ်ပို့ကြချင်းလို့ဖြစ်ဖြစ်ဝိတ်ပို့တက်ချင်းလို့ဖြစ်ဖြစ်ပို့ပြီးရင်ထွိုင်းတာဒီကျွန်တော်တို့ရဲ့ပို့အပိုပဲလက်ဆောင်ပဲအဲ့လိုဂီးစိတ်ခံတဲ့လူကလောတယ်ပင်ပန်းတယ်အဲ့ဒါဒီမှာဘယ်လိုခံယူရလဲဆိုတော့ငါ့ကိုပဲထွိုင်းတယ်ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ပြန်ကြားတာဗောနော်ဟုတ်ကဲ့အဲ့လိုမရှိပါဘူးလို့ကျွန်တော်ဂျင်ထွင်တာဆိုတော့တချို့မှာအဲ့လိုဂီးစိတ်ချိန်လွမ်းလို့ပတ်စံဗောနော်3သိန်း4သိန်း PT ငါပြီး PT ဆိုတာ1 1ဗောနော်အဲ့လိုငါပြီးရင်စော့ရတာဗောနော်အဲ့တော့ကိုကရိုးကို PT တို့ပုံစံမျိုးမောင်းပေးလိုက်တဲ့ခါမျိုးတွေမှာကြာရင်ဒီနေ့ဆရာငါ့ကိုမကျင်တဲ့လို့မောင်းလိုက်တာလားမသိဘာဖြစ်လို့လဲမသိဘူးအဲ့လိုအတွေးလေးတွေပြန်ကြားတာဗောနော်ကျွန်တော်နားရတယ်လေအဲ့လိုတွေမရှိပါဘူးလို့ကျွန်တော်ရှီကိုဝင်ရောက်လာတဲ့ဒီ customer မှန်သမျှကိုကျွန်တော်ကအားလုံးကိုနော်ဆင်းရဲချမ်းသာမခွဲခြားဘဲနဲ့ကျွန်တော်ထွင်းပေးပါတယ်လို့ဟုတ်ကဲ့လက်ရှိကျွန်တော်ကဒီကြော်ရရက်ွက်မှာရှိတာဗောလေကြော်ရရက်ွက်မှာဒီ brother ဆိုပြီးမှ jeans လေးကျွန်တော်ဖွင့်ထားပါတယ်ဒီမနက်9:00 နာရီကနေကျွန်တော်7:00ထိအလုပ်လုပ်ပါတယ်ဒီ7နှစ်ကနေ3နာရီကြာတော့ကျွန်တော်ထမင်းစားပါနားတော့ဗောလေ3နာရီကနေညနေ6နာရီထိရှိပါတယ်ဒီ online ဘာပဲဖြစ်ဖြစ်အပြင်မှာဖြစ် PD ဂျူချင်းတဲ့လူများလဲကျွန်တော်ဒီ Messenger chat box ကနေလာပြီးရင် join နိုင်ပါတယ်လို့ဟုတ်ကဲ့ bye bye စကားပေါ်တော့ရင်လည်းခွင့်လက်အမှားပိုင်လည်းခွင့်လက်เนาะအဲ့လို bye bye တတာ